2026 ခုနှစ်မှာကမ္ဘာဖလားရသွားမယ့်ဘောလုံးအသင်းကိုကြိုသိနေတဲ့နဂါးမလေးအေမီဆန်ကအတိတ်ဘဝကနဂါးမလေးဖြစ်ခဲ့ရကြောင်းအနာဂတ်ကိုကြိုတင်သိမြင်နိုင်သူပါအရင်ကဟော့ကိန်းတွေကိုထုတ်ခဲ့ပေမဲ့လည်းဖြစ်ပြီးသွားမှသာကြိုသိခဲ့လို့သူ့ကိုအယုံကြည်မရှိခဲ့ပါဘူးအခုတော့ကမ္ဘာဖလားပွဲမပြီးခင်မှာတင်သိကျင်နေတဲ့သူတွေအတွက်ကြိုတင်ဟော့ကိန်းလေးထုတ်ပေးလိုက်ပါတယ်2026ခုနှစ်ရဲ့ကမ္ဘာဖလားမှာပဲအသင်းကကမ္ဘာဖလားရမလေးဆိုတာကိုသိကျင်နေကြသလိုအေမီဆန်ကအာယုံရနေတဲ့အသင်းနှစ်သင်းရှိပါတယ်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာအင်အားကြီးနှစ်သင်းဖြစ်တဲ့ဘရာဇီးသို့မဟုတ်အာဂျင်တီးနားကဝါခတ်ရလိမ့်မယ်လို့ဟော့ကိန်းထုတ်လိုက်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲမှာအခြားအသင်းတွေကရေပန်းစားနေပေမဲ့အေမီဆန်အာယုံရနေတာကဘရာဇီးနဲ့အာဂျင်တီးနားဖြစ်နေပါတယ်။အေမီဆန်ကတောင်အမေရိကအသင်းကြီးနှစ်သင်းကိုပဲကွက်ပြီးတော့ဟော့ကိန်းထုတ်လိုက်လို့ဥရောပအသင်းကြီးတွေကိုအားပေးတဲ့ပရိသတ်တွေအတွက်တော့အတော်လေးစိတ်အလိုမကျစရာဖြစ်သွားပါတယ်။အေမီဆန်ကဒီလိုဟော့ကိန်းထုတ်တာကတမင်အသန်းရှင်းရှာတယ်လို့ပြောပေမဲ့ဘရာဇီးဒါမှမဟုတ်အာဂျင်တီးနားကိုအားပေးသူတွေကတော့ဝမ်းသာစရာပါ။လက်ရှိကမ္ဘာချန်ပီယံဖြစ်တဲ့အာဂျင်တီးနားအသင်းကစိတ်သက်အားကောင်းနေပြီးတော့ကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုတွေကအမြင့်ဆုံးကိုရောက်နေပါတယ်။ဘရာဇီးကတော့အမြဲတမ်းကမ္ဘာဖလားရဲ့ထာဝရအရေးပန်းအစားဆုံးအသင်းမှာဒါကြောင့်အေမီဆန်ရဲ့ဟော့ကိန်းကလည်းတကယ်ဖြစ်သွားနိုင်တယ်လို့လွဲချော်သွားတာလည်းဖြစ်နိုင်ပါတယ်။အေမီဆန်ကတော့သူ့ဟော့ကိန်းအတွက်ယုံကြည်မှုအပြည့်ရှိပြီးတော့ဒီအသင်းနှစ်သင်းကိုပဲဟော့ကိန်းထုတ်ထားတာပါ။သူ့ရဲ့ဟော့ကိန်းကတကယ်ပဲမှန်ကန်မလားဒါမှမဟုတ်လွဲချော်သွားမလားဆိုတဲ့အဖြေကတော့ပေါ်တော့မှာဖြစ်ပါတယ်။အေမီဆန်ရဲ့ဟော့ကိန်းသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်သူလည်းကဘာကျော်သွားနိုင်တာကြောင့်ဒီဟော့ကိန်းကအရေးပါနေရပါဒီနှစ်မှာပဲအသင်းကကဘာဖလားရနိုင်မလဲဆိုတာခံမှန်းခဲ့ပါအောင်နော်အောင်မြင်နေရင်ကနေတချင်းဆိုခွင့်မရတော့မှကိုတွေးပူနေတဲ့မြမတန်စင်အဆိုတော်မေတ္ထားဆွေကမြမတန်စင်တချင်းလေးတွေကိုတီးဆိုနိုင်လို့အလူပွဲတွေမှာမကြခဏဖြော်ပြရပါတယ်အခုတော့မေတ္ထားဆွေကသူ့ရဲ့တချင်းဆိုတဲ့အလုပ်လေးရက်တီလို့မရတော့မှကိုစိုးရင်ပူပန်နေရပါပြီဒီနေ့ခေတ်မှာ AI တွေကတချင်းတွေတီးဆိုတတ်လာပြီးတော့ AI တချင်းတွေကလည်းလူကြိုက်များလာပါတယ်မြမတန်စင်တချင်းကိုတောင် AI ကပိုင်နိုင်တီးဆိုနိုင်ပြီဖြစ်တာကြောင့်မေတ္ထားဆွေကတချင်းမဆိုရတော့မှကိုကြောက်နေရရှာပါတယ်မြန်မာတန်စင်သချင်းတွေကအတန်အနေမြင့်အတန်ဝဲပုံအသက်ရှူတန်ကအစထိန်းချုပ်ပြီးတော့ခန်းစားချက်ပါမှသာနားထောင်သူရဲ့ရင်ဘတ်သေးကိုရောက်ရှိနိုင်တာပါမြန်မာတန်စင်အဆိုတော်တယောက်ဖြစ်လို့စက်ရုပ်တွေကလူသားတွေရဲ့နေရာကိုအစားထိုးဝင်ရောက်လာမယ့်အရေးကိုစိုးရိမ်ပူပန်နေပါတယ်။ AI တွေကအဆိုတော်တယောက်ရဲ့အသံကိုစက္ကန့်ပိုင်းအတွင်းကူးယူပြီးတော့အဲ့ဒီအဆိုတော်တကယ်မဆိုထားတဲ့သချင်းတွေကိုပါဖန်တီးလာနိုင်နေပြီဖြစ်ပါတယ်။ဒီပညာတွေဘလောက်ပဲစမ်းသစ်လာပါစေ AI ကဖန်တီးထားတဲ့အသံကအသက်မပါတဲ့အသံသာဖြစ်ပါတယ်။လူသားအဆိုတော်တွေကတော့သချင်းတစ်ပုဒ်ကိုဆိုတဲ့အခါမှာရင်တွင်းခံစားချက်တွေကိုအသံကတဆင့်ပုံဖော်ပေးနိုင်ပါတယ်။ AI ကတော့ program ရေးဆွဲထားတဲ့အတိုင်းသာထုတ်လွှင့်ပေးနိုင်ပြီးတော့ခံစားချက်မပါဝင်ပါဘူး။မေတ္ထားဆွေအကြောက်ဆုံးရာကပရိသတ်မေ့သွားမှာပရိသတ်ကနေရာမပေးတော့မှာကိုဖြစ်ပါတယ်။ AI ကတိုးတက်လာပြီးတော့မေတ္ထားဆွေရဲ့အတန်အတိုင်းသိဆိုလာနိုင်ရင်ပွဲတွေမှာမဆိုရတော့မှာကိုတွေးပူနေရတဲ့အထိဖြစ်လာပါတယ်။တကယ်တော့မေတ္ထားဆွေကငယ်ငယ်ကလေးကတချင်းဆိုလာခဲ့သူဖြစ်ပြီးစုတွေလည်းရရှိထားသူပါ။တချင်းဆိုလာတဲ့တက်တန်းကကြာမြင့်လာပြီဖြစ်ပေမဲ့ AI ကြောင့်သူ့ကိုအားမပေးမှာကိုစိုးရိမ်ထိတ်လန့်နေပါတယ်။ AI တွေပေါ်လာပေမဲ့မေတ္ထားဆွေကိုဆက်ပြီးတော့အားပေးကြမှာလားဆိုတာပြောပြခဲ့ပါအောင်ရှင်။